အားလုံးပဲပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီထိုင်းရောက်တာပေါ့နော်ကျွန်တော်ဒီနေ့ကတော့ကျွန်တော်အကြောင်းပြောပြပေးမှာပေါ့ဘာလို့လဲကျွန်တော်ဒီထိုင်းရောက်တာဆိုရင်ဒီနေ့နဲ့ဆိုရင်တော့ကျွန်တော်တစ်နှစ်နဲ့ကျွန်တော်ပြီးခဲ့တဲ့2024တကြံကရောက်တာပေါ့နော်ပြီးခဲ့တဲ့2024တကြံပြီးတော့ရောက်တာဆိုတော့ဒီနေ့နဲ့ဆိုရင်တစ်နှစ်နဲ့4လလောက်တော့ဖြစ်ပြီကျွန်တော်ထိုင်းစားသားရောက်ချင်းမှာဒီဘာသာစကားအခက်ခဲပေါ့ဘာသာစကားအခက်ခဲကဘယ်လောက်ထိဖြစ်ခဲ့တယ်ဆိုတာကိုကျွန်တော်ပြောပြပေးမှာပါပုံမှန်နဲ့ကျွန်တော်တို့ထိုင်းကိုရောက်ထိုင်းစကားကကျွန်တော်တို့နေနေဆိုရင်တော့တော်တော်ဝေးတယ်ပေါ့နော်ဝေးတယ်ဆိုတာကကျွန်တော်တို့မြန်မာနိုင်ငံမှာနေခဲ့ရဆိုရင်တော့မှကျွန်တော်တို့ကဒီ English တို့ပုံမှန်တိုင်းဆိုကျွန်တော်ဒီသင်တန်းတက်ခဲ့တာဆိုရင်ကိုရီးယားတို့ဂျပန်တို့အဲ့လောက်ပဲပေါ့နော်ထိုင်းစကားဆိုရင်ကျွန်တော်တို့ဒီကြက်ကမယ်လို့တောင်မှမထင်ဘူးပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီထိုင်းနိုင်ငံကိုလာပြီးတော့အလုပ်လုပ်ကမယ်လို့တောင်မှပဲကျွန်တော်တို့တခါမှမတွေးဘူးပေါ့နော်ကျွန်တော်တို့တွေးခဲ့ဘူးဒါကဒီဂျပန်သွားပြီးအလုပ်လုပ်မယ်သို့မဟုတ်ကိုရီးယားနဲ့သွားပြီးအလုပ်လုပ်မယ်အဲ့လောက်ပဲမဟုတ်ဘူးဆိုရင်ကျွန်တော်မြန်မာနိုင်ငံမှာပဲအလုပ်လုပ်မယ်ပေါ့နော်ဒီထိုင်းနိုင်ငံကိုလာပြီးတော့အလုပ်လုပ်ကမယ်လောက်ဒီတော့ကျွန်တော်အမှန်တိုင်းပြောမယ်ဆိုရင်ဒီနိုင်ငံရေးကိစ္စတွေမတိုင်ခင်တည်းကတခါမှမတွေးခဲ့ဘူးဒီနိုင်ငံရေးကိစ္စတွေဖြစ်လို့ဒါဒီဘက်ကိုကျွန်တော်ရောက်လာတာပေါ့နော်ရောက်လာတော့ကျွန်တော်အလုတ်လောက်ကပြီပေါ့နော်အလုတ်လောက်ကသည်ဖြစ်စေကျွန်တော်မလုတ်တာပဲဖြစ်စေကျွန်တော်ဒီနိုင်ငံကိုရောက်လာပြီဖြစ်တဲ့အတွက်ထိုင်းစကားကတော့တေချာပေါ့ကျွန်တော်တို့တိမှရမှာဘာလို့ဆိုကျွန်တော်ဆက်သက်ရောက်ချင်တော့ဆိုရင်ကျွန်တော်တိတာဆိုလို့ဒီအနီးတစ်လုံးလောက်နဲ့ပဲသွားတော့ပေါ့နော်ဘာပြောပြောအနီလောက်နေအဲ့ဒီမှာဘာတွေအဆင်မပြေလဲဆိုတော့ပုံမှန်တိုင်းဆိုကျွန်တော်တို့ဒီမှာကကွတ်တီယိုဆိုင်ရပေါ်တယ်ကွတ်တီယိုဆိုင်ရပေါ်တယ်ဟိုသူတို့ရဲ့မနက်စာလို့လည်းဟုတ်တယ်နေ့ရင်းစာဆိုလည်းဟုတ်တယ်ညစာဆိုလည်းဟုတ်တယ်ပုံမှန်တိုင်းကွတ်တီယိုဆိုင်ကွတ်တီယိုဆိုင်မှာကွတ်တီယိုထဲမှာအမျိုးမျိုးရှိသေးတယ်ခောက်ဆွဲရဘလို့ဘယ်ဟာဘလို့အဲ့လိုမျိုးပြီးတော့အတုတ်ကွတ်တီယိုဆိုရင်အတုတ်အကြီးအဲ့လိုမျိုးနှမျိုးရှိသေးကျွန်တော်ဗမာတစ်ခေါက်ဥပါဖြစ်လဲဆိုရင်အလုံးမှာပေါ့နော်ကျွန်တော်အကုန်လုံးတော့စားဖို့အတွက်ကွတ်တီယိုထုတ်ဝယ်တာပေါ့မှားလိုက်တာတစ်မျိုးကျွန်တော်ယူလာတာတစ်မျိုးပေါ့ဘာလို့ဆိုတော့ကွတ်တီယိုဆိုင်ရောက်တော့ကျွန်တော်မပြောတတ်ဘူးဆိုတာကွတ်တီကိုအရင်မထည့်ဘူးအတုပ်ပဲတို့ဒါမှမဟုတ်ဒီခောက်ဆွဲယူမယ်တို့ဘာတို့မပြောတတ်ဘူးအနီးတစ်လုံးလောက်နဲ့ပဲပြောတတ်တယ်ပြီးတော့လိုချင်တာကိုမရဘူးပေါ့နော်ဘာသာစကားမရတာဖြစ်တဲ့အတွက်ကိုဘာထဲမယ်ဆိုတော့လိုချင်တာမရဘူးပို့ပြီးတော့စိုးတယ်ပေါ့နော်အဲ့တော့ကျွန်တော်နည်းနည်းလေးကြာလာတော့ဘယ်လိုပဲဖြစ်ဖြစ်ကြက်မှရမယ်ဆိုတဲ့အနေထားကတော့ရောက်လာပြီပေါ့အလောက်ကလည်းလုံနေအဲ့တော့ကျွန်တော်နောက်ပိုင်းဘယ်လိုလုပ်လဲဆိုတော့အလောက်ကန်မှာရှိတဲ့ထိုင်းတွေကိုကျွန်တော်မသိတဲ့ဟာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်လိုက်မေးတယ်တစ်လုံးမဆိုတစ်လုံးပြီးကျွန်တော်ဘာလုပ်လဲဆိုတော့ကျွန်တော်ဒီစာကျွန်တော်မှဒီစာရွက်တွေအများကြီးရှိတယ်ပုံမှန်အခုနောက်ပိုင်းတော့အလုံးမအားတာနဲ့တိတ်မကျက်ဖြစ်ဘူးဒီလိုစာရွက်တွေပုံမှန်တိုင်းဆိုကျွန်တော်အလုံးမှာအားရင်းနေဆိုရင်ကျွန်တော်ဒီတိုင်းတင်တန်းတော့မတက်ဘူးပေါ့နော် YouTube ကနေကျွန်တော်ယူတယ်ပြီးရင် A4 နဲ့ရေးတယ်ပြီးရင်ကျွန်တော်မိတ္တူဆွဲထားတယ်မိတ္တူဆွဲထားပြီးတော့ကျွန်တော်အိမ်ရောက်လို့ရှိရင်ကြက်တယ်ပြီးရင်ကျွန်တော်အဲ့ဒီဟာကိုပြန်မှတ်တယ်နောက်နေ့ကျွန်တော်ထိုင်းနေနဲ့တွေ့ရင်မေးတယ်ပြီးရင်ကျွန်တော်ကထိုင်းနေနဲ့တွေ့လို့ရှိရင်ဒီနေ့ကြက်ခဲ့တဲ့တစ်လုံးသုံးလုံးဘယ်နှလုံးပဲဖြစ်ဖြစ်အဲ့လာတွေလိုက်မေးတယ်ပြီးရင်သူတို့နဲ့အရင်တော့ဆိုကျွန်တော်စကားပြောမှသိကြောက်ဘာကြောက်လဲဆိုတော့မှားမှလည်းကြောက်တယ်သူတို့ပြောရလဲဘာတစ်ခုမှနားမလဲအဲ့တော့အဓိကစိုးတာဘာလဲဆိုတော့ဘာသာစကားမှာအဲ့ဒီကြောက်တာပိုစိုးတာကျွန်တော်ပုံမှန်တိုင်းတော့ကျွန်တော်ဘာသာစကားမပြောတတ်တဲ့လူတော်တော်များများအစာပိုင်းကလူတိုင်းရောကြောက်တာဘာစိုးလဲဆိုတော့ကျွန်တော်တို့မသိတော့ဘူးကြောက်တာပုံမှန်တိုင်းဆိုကျွန်တော်တို့ကြက်မှာပဲသိတဲ့အရာတွေကတကယ်တမ်းကကြရင် communication လုပ်တဲ့အခါကြလို့ရှိရင်သူတို့နဲ့ communication လုပ်ခဲ့တဲ့အခါကြလို့ရှိရင်သူတို့ပြောတာတွေကိုလိုက်မှတ်ပြီးတော့ကြက်စရာမလိုဘဲနဲ့ကိုသိသွားတဲ့စလုံးတွေရှိတယ်အဲ့တော့ပုံမှန်တိုင်းကျွန်တော်တို့ကြောက်နေရတဲ့စာရင်သူတို့နဲ့ထိတ်တိုက်တီမတီအခုဆိုရင်ကျွန်တော်တို့ဘယ်လိုလဲဆိုတော့စားလေနည်းနည်းတော့ရလာပြီဆိုလို့လဲသဘောတော့ရှိတာပေါ့အရင်တော့ကျွန်တော်တို့ကအပြောတတ်ကြီးတော့မဟုတ်ဘူးသူတို့ပြောရင်နည်းနည်းနားလေတယ်ပြီးရင်ကျွန်တော်နည်းနည်းပြန်ပြောတတ်တယ်ပေါ့နော်အဲ့တော့ဘယ်လိုအဆင်ပြေလာလဲဆိုသူတို့နဲ့စကားပြောရတာအဆင်ပြေလာတယ်ဒီကြောက်စိတ်တွေပါရင်မရှိတော့ဘူးကျွန်တော်ငကိုတွေကတော့မရှိပါဘူးဒီဘာသာစကားနဲ့ပတ်သက်ရင်တော့ကျွန်တော်ကအကျဉ်းတစ်ခုရှိတာဘယ်ဘာသာစကားမဆိုကျွန်တော်သူတို့ရဲ့လူမျိုးနဲ့ပဲဖြစ်ပါဖြစ်ကျွန်တော်မသိရင်မေးတယ်ထိတ်တိုက်ပြောတယ်မှားရင်မှားပါစေရအောင်ပြောတယ်မှားရင်ရအောင်ပြင်တယ်ပေါ့နော်အဲ့ဒီမှားရင်ရအောင်ပြင်တာနဲ့ပဲကျွန်တော်တို့ကအမှန်တွေကိုရောက်တာပေါ့နော်အဲ့လိုမှမဟုတ်ဆိုကျွန်တော်တို့ဒီတိုင်းထိုင်းတာရောက်တချို့ရှိတယ်ထိုင်းကို2နှစ်3နှစ်လောက်ရောက်နေပြီအလုပ်တွေလည်းဒီထိုင်းနိုင်ငံမှာပဲလုပ်နေပြီအနီးတစ်လုံးကလွှဲရင်ကျွန်တော်ဘာမှမတက်ဘူးပေါ့နော်ဒါပေမဲ့သူတို့ပ
ပြောတာတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ပုံမှန်တိုင်းဆိုရင်ကိုကလည်းအလုပ်လုပ်နေပြီထိုင်းရောက်တာလည်း2နှစ်3လရှိနေပြီဒီနိုင်ငံမှာအလုပ်လုပ်နေရဖြစ်တယ်ဒီနိုင်ငံရဲ့ဘာသာစကားကိုအနီတလုံးကလွဲရင်ဘာမှမတက်ဘူးဆိုရင်တော့ကို့အတွက်ပဲနစ်နာတယ်တကယ်တမ်းပြဿနာတွေဖြစ်လာတဲ့အခါကျလို့ရှိရင်လည်းကိုယ့်ဘက်ပဲနစ်နာတယ်ကိုယ့်ဘက်ကမှန်နေတဲ့အရာရှိရင်တော့မှကိုကဘာသာစကားအခက်အခဲတစ်ခုကြောင့်မရှင်းပြတတ်တာတွေမပြောပြတတ်တာတွေကြောက်ပဲကျွန်တော်တို့ကအခွင့်အလမ်းတွေဆုံးရှုံးတယ်အလောက်ကိုင်းတွေမှာအဆင်မပြေတာကြီးဖြစ်တယ်ပေါ့နော်အဲ့တော့ဒီထိုင်းနိုင်ငံကိုရောက်နေပြီဆိုရင်ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်အနီတလုံးကနေတက်သိမ်းပြီလို့တော့ထင်တယ်ကျွန်တော်လည်းပဲဒီတိုင်းအရာကြီးတော့မဟုတ်ဘူးအချိန်ကြီးတော့ဆက်လက်ပြီးတော့စူးစမ်းနေတယ်ပဲဖြစ်တယ်ကြက်နေတော့ပဲဖြစ်တယ်ပေါ့နော်ဒါကတော့ကျွန်တော်ထိုင်းနိုင်ငံကိုရောက်တဲ့တစ်နှစ်ကျော်အတွင်းမှာတွေ့ကြုံရတဲ့အတွေ့အကြုံပြောပြတာပေါ့နော်ကျွန်တော်လုပ်ငန်းခွင်မှာရှိသမျှထိုင်းနေတဲ့အကုန်လုံးကျွန်တော်လိုက်ပြောတယ်လိုက်မေးတယ်သူတို့ကလည်းစေတနာပါတယ်ပေါ့နော်သူတို့ကဒီပြောပြရတယ်ဒီကျွန်တော်ဥပမာစားရောက်ကျွန်တော်ဘာမှမသိဘူးဆိုခုံတို့အဲ့လိုမျိုးစားရောက်ကျွန်တော်ကျွန်တော်ခုံတို့တခြားဘောပင်တို့စာရွက်တို့ဘာမှမသိဘူးပေါ့နော်အဲ့တော့ကျွန်တော်အဲ့လာတွေကင်ပြီးတော့ဒီထိုင်းအောင်သမီးရဲ့ဒါဆိုရင်ဘယ်လိုခေါ်လဲပေါ့သူတို့ကပြောပြတယ်အဲ့လာတွေကျွန်တော်လိုက်မှတ်တယ်နောက်နေ့ကျရင်အဆင်ပြေသွားတယ်တနေ့ကို4လုံး5လုံးလောက်သွားမေးတယ်နောက်နေ့မနေ့ကျလို့ရှိရင်သူ့ရှိမှအိုက်စာရေးလေးတွေယူပြီးတော့ကျွန်တော်ဒါဘာဆိုလဲဟာကိုသူကမှန်နေပေါ့နော်အဲ့ဒါဆိုတော့နည်းနည်းဘယ်လိုပြောရမလဲပျော်တာပေါ့ဒီမှန်ပြီဆိုရင်ကျွန်တော်ရပြီနောက်ထပ်ချက်ဆရာမလို့တော့ဒါကိုမှတ်မိသွားပြီတော်လုံးနေနဲ့မှတ်မိသွားပြီပေါ့နော်အဲ့တော့ကိုဒီကိုရောက်နေပြီဆိုရင်အလုပ်လည်းဝင်နေပြီဆိုရင်အနီတလုံးကနေတော့တက်တင်နေပြီဘာဖြစ်သူများတော့မဟုတ်ဘူးဆိုရင်တော့မှကိုအတွက်ကိုလေးလာတင်နေပြီပေါ့နော်ကြက်တင်နေပြီကျွန်တော်ကတော့အခုချိန်ကြီးကြက်နေတယ်ပဲဖြစ်တယ်ကဲအားလုံးပဲနောက်ဗီဒီယိုမှာပဲဆက်တွေ့ပါမယ်